မျိုးသမီးတယောက်ဟာသူမကလေးရဲ့အနီးတဲဘိုးကိုအပိုင်းပိုင်းဆုပ်ဖြတ်ပြီးပင်လယ်ထဲကိုပစ်ချလိုက်ပါတယ်ဒီအနီးရဲ့အနှံ့ကြောင့်ငါးလေးတွေစုဝေးလာလိမ့်မယ်ဆိုတာကိုသူမလုံးဝမတွေးမိခဲ့ပါဘူးဒါပေမဲ့နောက်တစ်ခဏမှပဲသူမအတွက်မျှော်လင့်ချက်ရောင်ခြည်တစ်ခုပေါ်ပေါက်လာခဲ့ပါတယ်သူမဟာဓာတ်တစ်ချောင်းကိုအသုံးပြုပြီးငါးဖက်တဲ့ကိရိယာတစ်ခုဖန်တီးဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့လည်းအစွမ်းကုန်ကြိုးစားခဲ့ပေမဲ့ငါးတစ်ကောင်မှမမိခဲ့ပါဘူးငါးလည်းမရစာလောင်မှုတိတ်ပြီးအင်အားကုန်ခန်းနေတဲ့သူမဟာကွန်တိန်နာရဲ့မျက်နှာပြင်ပေါ်မှာလဲကျသွားခဲ့ပါတယ်သူမအားလုံးကိုလက်လျှော့အရှုံးပေးတော့မဲ့အချိန်မှာပဲကံကောင်းစွာနဲ့သူမရဲ့ခေါင်းပေါ်ကနေလေရင်တစည်းပြန်တန်းသွားတာကိုမြင်လိုက်ရပါတယ်ဒါကြောင့်သူမရဲ့မျှော်လင့်ချက်တွေပြန်လဲရှင်းတန်းလာပြီးကွန်တိန်နာတွေကိုအမြန်ပြေးဝင်ကမှန်ချိုးတစ်ဖက်ကိုတွားယူခဲ့ပါတယ်ပြီးနောက်ကွန်တိန်နာပေါ်ဆုံးကိုပြန်တက်ပြီးလေရင်မောင်းသူတတိထားမိစေဖို့နေအောင်ကြီးနဲ့မှန်ကိုအလင်းပြန်ပြီးအချက်ပြခဲ့ပါတယ်ဒါပေမဲ့လည်းလေရင်ဟာသူမကိုမမြင်ပဲဝေးရကိုပြန်တန်းသွားခဲ့ပါပြီအဲ့ဒီနောက်မှာတော့သူမရဲ့အကြည့်ဟာရှုပ်ထွေးနေတဲ့နှက်ကြိုးတွေပေါ်ရောက်သွားပြီးစိတ်ကူးတစ်ခုရခဲ့ပါတယ်သူမဟာအဲ့ဒီနှက်ကြိုးတွေကိုအသုံးပြုပြီးငါးဖက်ပိုက်တစ်ခုပြုလုပ်ခဲ့ပါတယ်နောက်တနေ့မနက်မှာတော့သူမဟာကလေးရဲ့အနီးကိုပိုက်ထည့်ခဲ့ပြီးပင်လယ်ထဲကိုချလိုက်ပါတယ်အနီးရဲ့ပြင်းထန်တဲ့အနှံ့ကြောင့်ငါးများကြီးဟာပိုက်ထဲကိုတိုးဝှေ့ဝင်ရောက်လာကြပါတယ်ပြီးတော့သူမဟာအချိန်ကိုက်ပဲပိုက်ကိုဆွဲတင်လိုက်ရရက်ပေါင်းများစွာအတွင်းပထမဆုံးအကြိမ်ဖြစ်ဝါလင်းလင်းစားသုံးနိုင်မဲ့ငါးတွေကိုဖမ်းမိခဲ့ပါတယ်ဒါဟာသူမကိုယုံကြည်မှုတွေပြန်ရစေခဲ့ပြီးမျက်မှောက်ခေါင်းပါမှုဘေးရန်တွေကနေလည်းလွတ်မြောက်သွားစေခဲ့ပါတယ်အဲ့ဒီနောက်ပိုင်းကစလို့သူမဟာပင်လယ်ရေမျက်နှာပြင်မြင့်တက်လာမှုကိုနေတိုင်းတိုင်းတာခဲ့ပြီးကွန်တိန်နာတွေကရေတွေကိုအပြင်ကိုခက်ခဲစွာခတ်ထုတ်ခဲ့ပါတယ်ရေမျက်နှာပြင်ဟာတတ်မှတ်ထားတဲ့အတိုင်းအတာထက်မကျော်လွန်သေး၍သူမဘေးကင်းနိုင်မယ်ဆိုတာကိုသိနေလို့ပါပဲအခုချိန်မှာတော့သူမရဲ့ရည်မှန်းချက်ဟာအသက်ရှင်တန်ဖို့တင်မဟုတ်တော့ပဲကယ်ဆယ်ရယူဖို့ပါဖြစ်လာခဲ့ပါတယ်သူမဟာစက်ကူစာတွေပေါ်မှာဆစ်လို့ရေးသားပြီးပလတ်စတစ်ဘူးတွေထဲထည့်ကပင်လယ်ထဲကိုတပူးချင်းစီညှို့လိုက်ပါတယ်တယောက်ကတွေ့ရှိပြီးလာခဲ့မလားဆိုတဲ့ညှော်လင့်ချက်နဲ့ပေါ်တဖြည်းဖြည်းနဲ့ရေမျက်နှာပြင်ဟာကျဆင်းသွားပြီးအခြေအနေတွေကောင်းမွန်လာခဲ့ပါတယ်ဒါပေမဲ့တညမှာတော့ကျဲလောင်တဲ့အတန်တစ်ခုကြောင့်သူမလက်နိုးလာခဲ့ပါတယ်အပြင်ထွက်ကြည့်လိုက်တဲ့အခါမှာတော့အဲ့ဒီအတန်ဟာမျောပါလာတဲ့တခြားကွန်တိန်နာတစ်လုံးစီကဖြစ်နေတာကိုတွေ့လိုက်ရပါတယ်အဲ့ဒီအချိန်မှာပဲသူမရဲ့ဖုန်းပွင့်လာပြီးခင်မုန်းဖြစ်သူဂျက်စီကဖုန်းခေါ်ဆိုမှုတစ်ခုဝင်လာခဲ့ပါတယ်သူမဟာဖုန်းကိုဖွင့်လိုက်ပြီးခင်မုန်းဖြစ်သူပေးပို့ခဲ့တဲ့နောက်ဆုံးစာကိုဖတ်လိုက်ရပါတယ်အဲ့ဒီစာထဲမှာဂျက်ဟာနေဆက်ကိုဖျက်ကျော်ဖို့စူးစမ်းစဉ်အဖမ်းခံခဲ့ရပြီးထွက်ပြေးဖို့စူးစမ်းတဲ့အချိန်မှာတနက်နဲ့အပြစ်ခံခဲ့ရတယ်လို့ရေးထားပါတယ်မတိဆုံးခင်မှာသူဟာစနီးဖြစ်သူဝါနာအတွက်နောက်ဆုံးနှုတ်ဆက်စကားကိုပါသွားခဲ့တာပါဒါကိုကြားလိုက်ရတဲ့ဝါနာဟာရင်ကျိုးမတက်ခံစားခဲ့ရပေမဲ့သူမရဲ့မွေးကင်းစာကလေးငယ်လေးအတွက်အရှုံးမပေးဘဲဆက်လက်ကြိုးစားဖို့ဆုံးဖြတ်ခဲ့ပါတယ်ဒါပေမဲ့26ရက်မြောက်နေ့ကိုရောက်တဲ့အခါမှာတော့ရေမျက်နှာပြင်ဟာအလွန်အမင်းမြင့်တက်လာပြီးသူတို့အိတ်ဆက်တဲ့နေရာတစ်ခုလုံးရင်းညွတ်သွားခဲ့ပါပြီအပြင်ကရေပီအားကအရမ်းများနေတာကြောင့်ကွန်တိန်နာတွေကရေတွေကိုအပြင်ထုတ်ဖို့မဖြစ်နိုင်တော့ပါဘူးသူတို့အတွက်တစ်ခုလေးသောနီလန်ကကွန်တိန်နာပေါ်မှာပဲနေဖို့ပါပဲဒါပေမဲ့ကွန်တိန်နာတစ်ခုလုံးဟာတဖြည်းဖြည်းနဲ့ရေထဲကိုနစ်မြုပ်တော့မှဖြစ်တဲ့အတွက်ဒီနီလန်ကလည်းရေရှည်အတွက်မတိချတော့ပါဘူး